ဇလန်ရဲ့အစမှာတော့ဂျိုဆွန်ခေရဲ့အချမ်းသာဆုံးအမှုပညာကုန်သွယ်ရေးအိမ်တော်ကြီးဖြစ်တဲ့ရှင်းမိသားစုကနေစတင်ထားပါတယ်။ဒီအိမ်တော်ကြီးမှာအရာအလုံးကပြည့်စုံနေတဲ့အကြောင်းရှိပေမဲ့လွန်ခဲ့တဲ့12နှစ်ကအသက်8နှစ်အရွယ်သားငယ်ဆုံးလေးဟုံးရန်ရုတ်တရက်ပျောက်ဆုံးသွားခဲ့တဲ့အဖြစ်အပျက်ကမိသားစုတစ်ခုလုံးကိုငရဲကျစေခဲ့ပါတယ်။ဖေတူမေကွဲအမဖြစ်သူဂျယ်ရီဟာနေရန်လိုမောင်လေးကိုလိုက်ရှာနေခဲ့သလိုမိခင်ဖြစ်သူမေယွန်းအီဟာလည်းတားပျောက်ဆုံးမှုကြောင့်စိတ်ကြဝေဒနာကိုအပြင်းထန်ခံစားရပြီးမွေးရစေဝါးတွေအောက်မှာသာအချိန်ကုန်ဆုံးနေခဲ့ရပါတယ်။ဒါပေမဲ့ရက်ဆက်ပြီးအာနာမတ်တဲ့ဖခင်ဖြစ်သူရှင်းရောကူကတော့သူ့ရဲ့ကုံသွေးလုပ်ငန်းတွေမပြိုလဲစေဖို့အတွက်မူချင်းဆိုတဲ့ကောင်းလေးတစ်ယောက်ကိုမွေးစားပြီးအမွေဆက်ခံသူဖြစ်နေရပေးခဲ့ပါတယ်။အိမ်တော်ကြီးထဲမှာဂျယ်ရီဟာဖခင်လေးလူရှုမှုဗီဒီယိုရဲ့နှိပ်စက်မှုတွေကြားမှာတကောင်ကျွတ်လို့ရုန်းကန်ရှင်သန်နေရပြီးမွေးစားအကိုမူချင်းကတော့ဂျယ်ရီပေါ်မှာတော့တက်တက်စိတ်ဆွဲလန်းညံ့လို့တဲ့အချစ်တွေနဲ့ကြီးပြင်းလာခဲ့ပါတယ်။12နှစ်ကြာပြီးတဲ့နောက်မျောလင်းချက်တွေကုံဆုံးနေပါအချိန်မှာပဲအိမ်တော်ရှိကိုလူငယ်တစ်ယောက်ရောက်လာပြီးသူဟာပျောက်ဆုံးနေတဲ့ဟုံးရန်ဖြစ်ကြောင်းပြောလာပါတယ်။သူ့ရဲ့ပုံမှန်တံကစုပ်ပြတ်တက်နေပြီးအတိတ်ကမှတ်ဉာဏ်တွေအလုံးပျောက်ဆုံးနေရလို့ဆိုပါတယ်။မိခင်ဖြစ်သူကတော့တားဖြစ်သူပြန်လာပြီဆိုတဲ့အသည့်နဲ့ယူမတက်ဝမ်းသာပြီးချက်ချင်းလက်ခံလိုက်ပါတယ်။ဖခင်ကြီးကလည်းသူ့ရဲ့ကိုချိုးအတွက်ဒီကိစ္စကိုအသုံးချဖို့ကြံစည်ပါတယ်။ဒါပေမဲ့ဒီအိမ်တော်မှာဟုံးရန်ပြန်လာတာကိုလုံးဝမယုံကြည်ရသူ2ယောက်ရှိနေပါတယ်။တယောက်ကတော့သူ့ရဲ့နေရာကိုအလုခံရတော့မယ်မွေးစားသားမူချင်းဖြစ်ပြီးနောက်တစ်ယောက်ကတော့ဟုံးရန်ကိုအချစ်ဆုံးနဲ့အရေးနှီးဆုံးဖြစ်ခဲ့တဲ့အမဂျယ်ရီပဲဖြစ်ပါတယ်။ဂျယ်ရီဟာပြန်ရောက်လာတဲ့ဟုံးရန်ရဲ့မျက်လုံးတွေကိုကြည့်ပြီးသူမသိခဲ့တဲ့နူးညံ့တဲ့မောင်လေးမဟုတ်ဘူးဆိုတာကိုအလိုလိုခံစားမိနေပါတယ်။အထူးသဖြင့်သူ့ရဲ့လှုပ်ရှားမှုတိုင်းမှာဖုံးကွယ်ထားတဲ့အေးဆက်မှုတွေနဲ့အကြမ်းဖက်ခံထားတဲ့အရေးအယောင်တွေကိုတွေ့နေရလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့တန်တရားတွေကပုံမနဲ့ဆိုင်လာပါတယ်။ဂျယ်ရီဟာဟုံးရန်ကိုနီးမျိုးစုံနဲ့ဆန်းတက်ပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကဒီလူငယ်ဟာဟုံးရန်အစ်စ်မှာပဲရှိတဲ့အမာရွတ်တွေအကျဉ်းစရိုက်အသေးစိတ်လေးတွေကိုပါအထူးထူးပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။တကယ်ဖြစ်မှန်ကတော့ဒီလူငယ်ဟာတာမန်လမ်းမေးကနေပြန်လာတာမဟုတ်ပဲသူ့ရဲ့ကြောပြင်မှာကြောက်မက်ဖွယ်ကောင်းတဲ့အမာရွတ်တွေအပြည့်ရှိနေပြီးဒါဟာတာမန်ညှဉ်းပန်းနှိပ်စက်မှုမဟုတ်ပဲဂျိုဆွန်ရဲ့အာဏာအရှိဆုံးနဲ့ရက်ဆက်ဆုံးစိုက်ကိုဘတ်တူဖြစ်တဲ့မင်းသားဟန်ပြောင်းရဲ့လက်ရတွေဖြစ်နေပါတယ်။မင်းသားဟာကလေးတွေကိုဖမ်းဆီးပြီးသူ့ကိုဖျားသခင်ဖြစ်လာစေမဲ့အဆောင်လက်ဖွဲ့တွေအဖြစ်သွေးနဲ့စံတက်နှိပ်စက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ပြန်ရောက်လာတဲ့ဟုံးရန်ဟာအဲ့ဒီငရဲကန်းကနေထွက်ပြေးလွတ်မြောက်လာခဲ့ပြီးအိမ်တော်ကိုဖျက်ဆီးခြင်းရဲ့လှုပ်ဝက်အဖွဲ့အစည်းတစ်ခုရဲ့စိတ်ခိုင်းချက်အရာဟုံးရန်ဖြစ်ဟန်ဆောင်ကအိမ်တော်တွေကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ဂျယ်ရီဟာသူ့ကိုအတူရောင်မှန်းတည်တည်ရက်နဲ့တန်တရားတွေကြောက်ရွံ့မှုတွေကြားကနေပဲသူတို့နှစ်ယောက်ကြားမှာထူးခြားတဲ့တရားစင်တစ်ခုစတင်အမြင့်တွယ်လာပါတော့တယ်။တစ်ဖက်မှာလည်းဂျယ်ရီကိုယူမုန်းချစ်နေတဲ့မွေးစားအကိုမူချင်းဟာဟုံးရန်ရဲ့လောက်ရက်တွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေပြီးအိမ်တော်ကြီးရဲ့လောဘဒေါသမောဟတွေကြားမှာသွေးထွက်တိုင်ရုံဖြစ်မဲ့အလှည့်ပြောင်းနေစီကိုဥတီသွားပါတော့တယ်